စစ်ကောင်စီစစ်တပ်ထဲမှာပဲတက်တွင်းစီလုံးညီညွတ်ရေးအတွက်သူတို့ဘာတွေအပြောင်းလဲတွေလုပ်နေတယ်လဲဆိုတဲ့အကြောင်းအရာတွေလည်းစုံစမ်းသိရှိရတာရှိပါတယ်ပြီးတော့ဒါစစ်ကောင်စီကပေါ့နော်ဒီအာရှလန်ကိစ္စနဲ့ပတ်သက်လို့ဒါထူးခြားမှုပေါ့နော်ဘယ်လိုမျိုးပုံစံမျိုးတွေအမျက်ထုတ်သွားတယ်လဲဆိုတဲ့အကြောင်းအရာတွေလည်းကျွန်တော်ပြောပြသမ္မတရွေးပွဲကိုဒါ3ရက်နေ့မနက်ပြည်အောင်စုလွှတ်တော်မှာလုပ်မယ်ဆိုပြီးတော့သူတို့ရဲ့နာယကဖြစ်တဲ့အောင်လင်းတွေကလွှတ်တော်မှာကြေညာခဲ့တယ်ပေါ့နော်သူတို့လူတွေကြီးပဲနေရာတိုင်းမှာပေါ့နော်အကုန်လုံးကသူတို့လူတွေကြီးပဲသမ္မတရွေးခံမဲ့သူတွေကတော့သိရတဲ့အတိုင်းပဲဒါမင်းအောင်လိုင်းညိုစောခုနပြောတဲ့တော်နန်းနီနီအေးသူတို့3ယောက်ဖြစ်တဲ့ထွက်ပေါ်လာတဲ့သတင်းတွေအရလဲအားလုံးကဗျာဒါခံမှန်းစရာတော့မလိုဘူးပေါ့နော်ဒါပြည်သူတွေကအစောကြီးကလေးကခံမှန်းနိုင်ခဲ့တာဖြစ်ပါတယ်မင်းအောင်လိုင်းကတော့သမ္မတအနေနဲ့ရှိမယ်ပေါ့နော်ပြီးရင်ညိုစောဒါဒုသမ္မတ1ပြီးရင်တော်နန်းနေနေအေးဒုသမ္မတ2ပေါ့နော်ဒီလိုပုံစံမျိုးတွေခံမှန်းနေကြရရှိပါတယ်အဲ့တော့သမ္မတရွေးပွဲလို့ဒါခေါင်းစဉ်တက်နေတာတကယ်ကဒါရွေးကောက်ပွဲမလုပ်ခင်ကနေကအဖြေကထွက်နေပြီးသားပေါ့နော်အဲ့ဒါကိုအားလုံးကလည်းသိကြပါတယ်အဲ့တော့မင်းအောင်လိုင်းသမ္မတလွှတ်တော်ဥက္ကဋ္ဌခင်ကြီးဒုသမ္မတညိုစောပြီးရင်တက်ချုပ်ရဲဝင်းဦးဒုချုပ်ကျော်စွာလင်းဆိုတော့ဒါအကုန်လုံးကသူတို့လူတွေကြီးပဲဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံရေးစစ်ရေးပေါ့နော်အဓိကအရေးပါပါတယ်ဆိုတဲ့နေရာတွေမှာသူတို့လူတွေကိုကြည့်ပဲဒါထားတယ်မင်းအောင်လိုင်းကအဲ့လိုတေချာစီမံထားတယ်အဓိကအဲ့လိုစီမံနေဆိုတာကလည်းသူ့အတွက်ဆက်ပြီးတော့အာဏာထိန်းချုပ်နိုင်ဖို့အတွက်ကိုစီမံတာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေဒီလိုမျိုးကာလကတကယ်ကိုသူလုံးဝလွတ်လပ်ပုံစံမျိုးနဲ့ပေးပြီးတော့ရွေးချယ်ခိုင်းလိုက်မယ်ဆိုရင်လုံးဝအာဏာကျဆင်းစေတဲ့ကာလဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးကာလမှာသူ့အတွက်အန္တရာယ်များတာဖြစ်တဲ့အတွက်အခုလိုမျိုးသူကကြိုတင်စီမံမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့ထဲမှာပျောက်နေတာ2ယောက်ရှိတယ်ပေါ့နော်2ယောက်ကောင်းလေး2ယောက်ပျောက်နေတာရှိတယ်ဒါပထမတစ်ယောက်ကတော့ဒါဆိုးဝင်းပေါ့နော်ဒုတိယတစ်ယောက်ကတော့ဒါဇော်မင်းလုံးပေါ့နော်ဇော်မင်းထွန်းပေါ့နော်ဇော်မင်းထွန်းတို့ဖြစ်ပါတယ်အဲ့တော့ဆိုးဝင်းကိုတော့အတိုင်းပင်ခံကောင်စီမှာနေရာပေးနိုင်တယ်ဆိုပြီးတော့လည်းသတင်းတွေထွက်ပေါ်နေတာရှိပါတယ်အဲ့တော့အဲ့အတိုင်းပင်ခံကောင်စီမှာမှနေရာမရတော့ဘူးဆိုရင်တော့ဆိုးဝင်းကဒုတိယလူဖြစ်နေဇသိန်းရပြီဖြစ်ပါတယ်အဲ့တော့ဒီလိုနေရာမှာပြန်ပြီးတော့ပေးမယ်ဆိုရင်ဒါဆိုးဝင်းကအတိုင်းပင်ခံတဲ့နေရာမှာတကယ်ရောသူကတာဝန်ယူရပါမလားပေါ့နော်ဆိုတော့မင်းအောင်လိုင်းကတကယ်ရောဆိုးဝင်းကိုတိုင်ပင်ပါမလားပေါ့နော်လာပြီးတော့တိုင်ပင်ရောအကြံပေးတာတွေကိုတကယ်လက်ခံပါမလားဆိုပြီးတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့ပူတာရှိပါတယ်အဲ့တော့အဲ့နေရာတစ်ခုပဲဆိုးဝင်းအတွက်ကဒါမျောလင့်ချက်ရှိတာပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့သူ့ဘဝကဇက်သိမ်းပြီဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒါဇော်မင်းထွန်းပေါ့နော်ဇော်မင်းထွန်းနဲ့ပတ်သက်လို့လည်းဒါသတင်းတွေသိရရှိပါတယ်သူ့ကိုဒါနေရာတစ်ခုပြန်ပေးနိုင်ခြေရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အရေးယူမခံရဘူးဆိုပြီးတော့လည်းစုံစမ်းသိရှိရရှိတယ်ဒါပေမဲ့အတိမပြုတ်နိုင်သေးဘူးပေါ့နော်အဲ့တော့ပြန်ပြီးတော့ဒီနောက်အစိုးရအဖွဲ့မှာပြန်ပါလာနိုင်ခြေရှိတယ်တချို့တွေလည်းသုံးသက်ကြရရှိပါတယ်ဒါအဲ့ဒါဘာလဲဆိုတော့ဒီသမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ပြန်ပါလာနိုင်ခြေရှိတယ်ဆိုပြီးတော့ပြောနေကြရလည်းရှိပါတယ်ဒါကလည်းဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါဇော်မင်းလုံးကလည်းသိတဲ့အတိုင်းပဲမင်းအွန်လိုင်းကိုလုံးဝဝစ်ကြေတန်းကြေတောင်မဟုတ်ဘူးတာဝန်ကြေတောင်မဟုတ်ဘူးတာဝန်ကြေတာထက်လွန်အောင်တောင်မှပဲသူကဒါမင်းအောင်လိုင်းပြောစီခြင်းတဲ့ဟာတွေဖြစ်စီခြင်းတဲ့ဟာတွေကိုလိန်လည်ပြီးတော့ပြောင်းညင်းပြီးတော့ပြောဆိုခဲ့တာတွေရှိပါတယ်ဗောနော်အဲ့တော့မင်းအောင်လိုင်းလိန်ခိုင်းသမျှစိတ်ပါလက်ပါလိန်ပေးခဲ့တဲ့သူအဲ့လိုမျိုးဆိုတော့ဒါသူ့ကိုလည်းနေရာတစ်ခုပြန်ပေးနိုင်ခြေရှိတယ်အရေးယူမခံရဘူးဒီမှာပြန်ပေါ်လာနိုင်မလားဆိုတဲ့ဟာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ဒီပြောရေးဆိုခွင့်ဆိုတဲ့ဟာကတော့နည်းနည်းတော့စားရတယ်ဗောနော်ဘာကြောင့်လဲဆိုတော့ဒါဇော်မင်းလုံးကသူတစ်ခုခုထွက်ပြီးတော့ပြောပြီးဆိုတဲ့ဟာတွေကဖြစ်စဉ်တွေကိုလိန်ပြီးတော့ပြောင်းညင်းပြောင်းလိန်တာဖြစ်ပါတယ်ဗောနော်အဲ့လိုလိန်တိုင်းညင်းတိုင်းမှာကျွန်တော်တို့တွေကဒေါသတွေဖြစ်ကြရတယ်စိတ်တူကြရတယ်ရှိတယ်ဗောနော်ပြည်သူတွေဆိုရင်ကြည်မြရရှိတယ်သူဆိုရင်ဒါအမြဲတမ်းအဆဲပဲခံနေရတဲ့အနေထားဗောနော်အဲ့တော့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူအဲ့လိုမျိုးထွက်ပြီးတော့ညင်းလိုက်ပြီဆိုရင်ကျွန်တော်တို့ကဖြစ်စဉ်တွေကိုအတီးပြုတ်လို့ရတယ်ဗောနော်ဟာဒါမဟုတ်ဘူးလို့ညင်းလိုက်တာနဲ့ကျွန်တော်တို့ကပြောင်းပြန်ယူပြီးတော့ဒါဟုတ်တယ်အဲ့လိုမျိုးကျွန်တော်တို့ကဒါအတီးပြုတ်လို့ရတာရှိတဲ့အတွက်ဗောနော်သူနဲ့ပတ်သက်ရင်ဗောနော်လုံးစေချင်တာလည်းရှိတယ်မလုံးစေချင်တယ်အခုဆိုရင်ရဲဝင်းဦးကမင်းအောင်လိုင်းရဲ့နေရာကိုဆက်ခံပြီးတဲ့အချိန်မှာကိုပဲမင်းအောင်လိုင်းလိုပုံစံမျိုးပေါ့နော်ဆေးရသွင်းမှုတွေကိုစပြီးတော့ကျူးလွန်နေပြီဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်တာတွေရှိလာပါတယ်ဒါတန်တွဲမှာပေါ့နော်ဒါလေကြောင်းတိုက်ခိုက်မှုကြောင့်မလို့ကလေးငယ်2ဦးအပါပြည်သူ4ဦးအသက်ဆုံးရှုံးရတာရှိတယ်ဒါနဲ့ပတ်သက်လို့အာခတ်တော် A ကလည်းသတင်းထုတ်ပြန်ထားတာရှိပါတယ်ဧပြီလဒါ1ရက်နေ့လယ်17နာရီ17မိနစ်ကနေပြီးတော့မလို့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်တေဆုံးသူတွေလည်းရှိတယ်ထိခိုက်ဒဏ်ရာရတဲ့အထက်မှာဆိုရင်ကိုဝင်ဆောင်မိခင်တွေတော့ပါတယ်ဆိုပြီးတော့သိရတယ်အဲ့တော့လေကြောင်းတိုက်ခိုက်မှုတွေအပြင်ပင်လယ်ပြင်မှာတက်ဆွဲထားပါတယ်ဆိုတော့စစ်သင်္ဘောတစည်းကနေပြီးတော့လေဒီလေကြောင်းတိုက်ခိုက်နေတဲ့အချိန်နဲ့တပြိုင်နဲ့ပေါ့နော်ဒါပြစ်ခတ်မှုတွေဒါလက်နက်ကြီးပြစ်ခတ်မှုတွေလှုပ်ဆောင်ပေးတယ်ဆိုပြီးတော့လေအာခတ်တော် A ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတက်ထဲကနေပြီးတော့သတင်းတချို့ကျွန်တော်စုံစမ်းသိရှိရတာရှိပါတယ်
ဒါမြောက်လိုက်နဲ့ရဲဝင်မှုနဲ့ဆက်ဆက်မှုပေါ့နော်ဒီဥစ္စာနဲ့ပတ်သက်လို့ဒါအပြောင်းလဲအသစ်တွေလုပ်နေတာကြားသိရတယ်အဲ့ဒါကတော့စစ်ကောင်စီအရာရှိတွေရဲ့စစ်စင်ရေးအမှုပေါ့နော်စစ်စင်ရေးအမှုအားလုံးကိုထောင်ဒဏ်3နှစ်ထက်မပိုသောပြစ်ဒဏ်အဖြစ်ရှော့ပေါ့ပေးလိုက်ကြောင်းသိရတယ်ပေါ့နော်စုစုပေါင်းအဲ့လိုမျိုးရှော့ပေါ့ပေးလိုက်တဲ့စစ်ကောင်စီအရာရှိပေါင်း200ကျော်ရှိတယ်ဆိုပြီးတော့ဒါစုံစမ်းသိရှိရပါတယ်ဒါမဲ့ဒီအမိန့်ကဒါအသစ်နဲ့အဟောင်းပေါ့နော်တက်ချုပ်အသစ်နဲ့အဟောင်းမြောက်လိုက်နဲ့ရဲဝင်မှုပေါ့နော်ဒီအကြားမှာဆက်တယ်ဘာလို့လဲဆိုတော့ဒီအမိန့်ကိုဒါမြောက်လိုင်းကတက်ချုပ်အဟောင်းကပေးခဲ့တာပေါ့နော်ပြီးရင်ဒါအသစ်ကအကောင့်ထဲပေါ်တယ်ရဲဝင်ဦးကအကောင့်ထဲပေါ်တယ်အရင်ကဒါ220တေးတန်းတက်ကျွန်းဒီလိုမျိုးပုံစံမျိုးတွေပေးတတ်တဲ့ပေါ့နော်ဒါစစ်စင်ရေးရှောင်လွှဲမှုတွေကအစပါတယ်ဆိုပြီးတော့သိရတယ်ဒီရချက်ကတော့တက်တွင်းကိုသူတို့စီယုံရေးတွေပြန်ပြီးတော့လှုပ်ဆောင်နေတယ်လို့ယူဆရပါတယ်စီယုံဖို့လည်းလိုအပ်မှာအမှန်ပဲပေါ့နော်ဘာကြောင့်လဲဆိုတော့အခုချိန်မှာစစ်ကောင်စီတပ်ထဲမှာကတကယ်ကိုဖြိုပြဲတွေဖြစ်နေတာဖြစ်ပါတယ်ပြီးတော့မြောက်လိုင်းကလှုပ်ချင်ရည်လှုပ်သွားတယ်ပေါ့နော်သူ့လက်ထက်မှာသူလှုပ်ချင်သလိုပုံစံမျိုးတွေလှုပ်သွားတဲ့ဖြစ်စဉ်တွေကအများကြီးရှိပါတယ်မထင်ရင်မထင်သလိုအေးယူတယ်ကြီးတာတွေငယ်တာတွေသူနားမလဲဘူးသူ့စိတ်လုံမကြရင်သူသဘောကျတဲ့ပုံစံမျိုးမလှုပ်ပြနိုင်ရင်ဒါမျိုးပုံစံမျိုးအေးယူတာတွေအများကြီးရှိခဲ့ပါတယ်မတန်တဆအေးယူတာတွေရှိပါတယ်အမှန်တော့မမျှမတအေးယူတယ်လို့တော့မှပြောရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအာဂတိလိုက်စားတယ်ဆိုတော့ခေါင်းစဉ်တွေတက်တယ်ဆိုတဲ့ဟာကတော်တော်လေးရည်စရာကောင်းပါတယ်မင်းအွန်လိုင်းအနေနဲ့ဘယ်လောက်ထိအာဂတိလိုက်စားသလဲပေါ့နော်အဲ့ဒါကအားလုံးလည်းသိပြီးဖြစ်ပါတယ်သူရဲ့လစာနဲ့ဆိုရင်ပေါ့နော်ဒါဘတ်68တန်းတန်ပေါ့နော်အိမ်ယာပေါ့နော်ဒီလိုမျိုးဇိမ်ကန်အိမ်ယာတွေဝယ်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းသူကအဲ့လိုမျိုးပုံစံမျိုးတွေဝယ်နိုင်တယ်ဒီလိုမျိုးတရားမဝင်ကိစ္စမျိုးတွေမှာပါဝင်နေပတ်သက်တယ်ဆိုတဲ့ဟာကိုအားလုံးလည်းသိတယ်သူ့အောက်ကလူတွေလည်းနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒါခိုင်းတဲ့ဟာတွေကိုဆက်ပြီးတော့မလုပ်နိုင်တော့ဘူးဆိုတော့တည်ရင်မှုတွေအများကြီးရှိပါတယ်အဲကြောင့်မလို့ရေးယူခံရတဲ့သူတွေလည်းအများပြားရှိပါတယ်ပေါ့နော်အဲကြောင့်မလို့ဒီစစ်စင်ရေးအမှုနဲ့ပတ်သက်လို့ရေးယူခံရတဲ့အထက်မှာဒီအယောက်200ကျော်ထဲမှာဒီအဖွဲ့တွေလည်းပါတယ်ဆိုတော့အယောက်200ကျော်တောင်ရေးယူခံထားရတယ်ဆိုပြီးတော့လည်းပြောလို့ရပါတယ်ဒါပေမဲ့တခြားအမှုတွေလည်းပါတာပေါ့လေနော်ဒါပေမဲ့ခုနပြောသလိုစီယုံရေးလုပ်ဖို့ကတော့သူတို့အတွက်တကယ်ကိုအရေးကြီးလိုအပ်နေတာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကြည့်မယ်ဆိုရင်တက်တွင်းစီယုံရေးတွေဘယ်လောက်ထိပြပြနေသလဲဆိုတာကိုသိတာမြင်သာစေပါတယ်လောက်အောက်ကလူတွေကအထက်အမိန့်ကိုမနာခံမှုဆိုကနေကအဲ့အဖွဲ့အစည်းကရေရှည်မှာဘလို့မှအဆင်မပြေနိုင်တော့ဘူးပေါ့နော်ဒါကြောင့်ပဲတက်တွင်းစီယုံရေးကိုစတင်လှုပ်ဆောင်ဖို့ရည်ရွယ်လာတယ်ဒီလိုမျိုးလုပ်ရက်တွေကဒီရည်ရွယ်ချက်တွေဖြစ်တယ်ဆိုတဲ့ဟာကိုဒါသိသားစေတယ်ဒါပေမဲ့မင်းအွန်လိုင်းဖြတ်စည်းခဲ့တဲ့ဟာကိုပေါ့နော်မင်းအွန်လိုင်းနှစ်ပေါင်းများစွာဖြတ်စည်းခဲ့တဲ့ဟာပြီးရင်စနစ်တကျကြီးပျက်စီးနေပါတယ်ဆိုတော့စစ်တပ်ကိုပေါ့နော်မင်းအွန်လိုင်းရဲ့စစ်တပ်ကိုဒါလွယ်လွယ်ကူကူနဲ့ပြန်ပြီးတော့ပြင်ဆင်နိုင်ပါမလားဆိုတဲ့ဟာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီအမိန့်တွေကြောင့်မလို့ဘာပဲလုပ်လို့ကြမ်းကင်းစေး3နှစ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်စစ်ဗိုလ်တွေကဘာလုပ်ကြမ်းကင်းစေး3နှစ်ပဲလှုပ်ချင်လှုပ်တန်တယ်ဆိုရင်လှုပ်ဆိုတဲ့ပုံစံမျိုးတွေကစစ်တပ်ထဲမှာအမြဲတမ်းရှိပါတယ်အဲ့တော့အတီးပြုတ်လို့မရသေးပေမဲ့ပေါ့နော်ထောင်ကျနေတဲ့စစ်ဗိုလ်ချုပ်တွေကိုနှစ်ဆန်း1ရက်နေ့မှာပြန်ပြီးတော့လာလွတ်ပေးဖို့ရှိတယ်ဆိုပြီးတော့လည်းသိရပါတယ်အဲ့တော့ဒီဟာတွေကစုံစမ်းသိရှိရတဲ့ဟာတွေဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းလိုပဲရဲဝင်ဦးကလည်းဘေးဒင်းတွေရတရားတွေဒါတွေဆက်ပြီးတော့လှုပ်လာအောင်မလားဆိုတဲ့ဟာကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ဒီမြဝတီအာရှလန်ကိစ္စပေါ့နော်ဒီကိစ္စကလည်းဒီအထက်မှာတော်တော်လေးဒါလူပြောပြနေတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့လမ်းပြန်ဖွင့်လိုက်ပြီပေါ့နော်အခုကလမ်းပြန်ဖွင့်လိုက်ပြီဆိုပြီးတော့စစ်ကောင်စီကကြေညာလိုက်တယ်ကားတွေသွားခိုင်းနေတာတွေရှိတယ်အဲ့တော့သူတို့ထိန်းချုပ်နိုင်ပြီဆိုတဲ့သဘောမျိုးသူတို့ကပြကျင်တာဖြစ်တယ်အဲ့တော့မြဝတီကော့ဂရိတ်ဖတ်အံဒီအာရှလန်ကိုဧပြီလ2ရက်နေ့ကဖွင့်လှစ်ကြောင်းကြေညာခဲ့တယ်တော့အခမ်းအနားနဲ့ကိုလှုပ်တာပေါ့နော်ဖွင့်ပွဲအခမ်းအနားနဲ့ကိုလှုပ်တာဖြစ်တယ်ကားတွေဖြတ်တန်းခိုင်းတယ်ပြီးတော့ဒီတခြားသတင်းအရင်းမြစ်တွေရဆိုရင်အခုလိုမျိုး2နှစ်ကျော်ကြာပိတ်ထားတဲ့လမ်းကိုစစ်ကောင်စီဘက်ကပြန်ဖွင့်တာဟာသူတို့ရဲ့တစ်ဖက်သက်ပေါ့နော်ဒါပြင်ဆင်တာတွေဖြစ်တယ်တစ်ဖက်သက်လှုပ်ဆောင်တာတွေဖြစ်တယ်ဒေါ်လာရင်းတပ်ဖွဲ့တွေဘက်ကခွင့်ပြုပေးတာမျိုးလည်းမရှိဘူးပြီးတော့ဒါအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနဲ့လည်းညှိနှိုင်းပြီးတော့လှုပ်ဆောင်တဲ့အရာမဟုတ်ဘူးဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဓိကတော့သူတို့လှုပ်ချင်တဲ့ပုံစံမျိုးနဲ့သူတို့လှုပ်ချင်တယ်လို့လုပ်နေတဲ့အနေထားကိုပြလို့လဲဆိုတော့ဒီဟာကြီးကလုံခြုံရေးရအင်တန်ရေးကြီးတယ်လုံခြုံမှုမရှိဘဲနဲ့သွားရင်လာရင်နဲ့တစုံတစ်ခုဖြစ်မယ်ဆိုရင်ဘယ်သူကတာဝန်ခံမှာလဲဘယ်သူကတာဝန်ယူမလဲပေါ့နော်ဘယ်သူမှတာဝန်ယူတဲ့အနေအထားမျိုးမှာကိုယ့်အသက်ကိုမနှက်မျောဘူးဆိုတဲ့လူတော့မရှိပါဘူးတဲ့ဒါကိုယ့်အသက်ကိုမနှက်မျောဘူးဆိုရင်လည်းသွားခြင်းတစ်ပါးဆိုရင်လည်းသွားပေါ့နော်ကျွန်တော်တို့ကတော့ဘလို့မှတားလို့မရဘူးဒါစစ်ဖြစ်နေတဲ့အချိန်ကာလကြီးလည်းဖြစ်တယ်ဒါစစ်မဲ့စုံထဲမှာလည်းဖြစ်နေတဲ့အခါဝုံတိုင်းကျဲနေတာလည်းနေတိုင်းအသိပဲပေါ့နော်ဒါကြောင့်မလို့ထူးထူးခြားခြားပြောစရာမရှိပါဘူးဆိုပြီးတော့ဒါခေတ်သစ်မီဒီယာကိုဖြေထားတာတွေ့ရပါတယ်ပေါ့နော်အဲ့တော့ဒါကစစ်တပ်ကနာမည်ကောင်းယူသွားတယ်ဆိုပြီးတော့လည်းပြောမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးပြည်သူတွေခက်ခဲနေတဲ့အချိန်လောင်စာကြီးအကျက်တဲတွေဖြစ်နေတဲ့အချိန်ပေါ့နော်အကုန်သွေးနဲ့ပတ်သက်လို့ပေါ့နော်တော်တော်လေးခက်ခဲနေတဲ့အနေအထားမျိုးတွေမှာဒါစစ်ကောင်စီကဝင်ပြီးတော့ဒါနေရာယူသွားတယ်ဝင်ပြီးတော့နာမည်ကောင်းယူသွားတယ်ဒါစိတ်တဲ့စစ်စင်လှုပ်သွားတယ်ဆိုပြီးတော့လည်းပြောမှာဖြစ်ပါတယ်အဲ့တော့စစ်တပ်ကဒီအချက်ကိုကောင်းကောင်းကြီးအသုံးချသွားတာကိုမြင်တွေ့ရမှာပါအခုလိုမျိုးစစ်ကောင်စီဘက်ကဖွင့်ပေးတဲ့ဟာကို
တော်လိုင်းတက်ဖွဲ့တွေဘက်ကပိတ်တယ်တို့ဘာတို့သွားလုပ်ကြည့်ရင်သွားပြီလူလူထောက်ခံမှုကလုံးဝကိုကျဆင်းသွားမှာဖြစ်တယ်အဲ့ဒီချက်ကိုကောင်းကောင်းကြီးနားလည်လို့စစ်ကောင်စီကအသုံးချသွားတာဖြစ်တယ်အဲ့လိုမျိုးသာသွားလုပ်ရင်ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကအပြစ်ဖြစ်သွားမှာပေါ့နော်အဲ့တော့တိုက်ပွဲတွေကတော့သိကြတဲ့အတိုင်းပဲနေ့စဉ်နဲ့မြကိုဖြစ်ပွားနေရရှိတယ်ဒီရက်ထဲမှာဆိုရင်ပိုဆိုးတယ်ပေါ့နော်ဒါ volley back channel တွေမှာဆိုရင်တိုက်ပွဲတွေဒါတောက်လျှောက်ဖြစ်ပွားနေတာတွေရှိတယ်အဲ့တော့စစ်ကောင်စီကနိုင်ငံရေးစစ်ရေးကောင်းကောင်းကိုကစားနေတာတွေ့ရတယ်ပြည်သူတွေတွားရင်လန်ရင်နဲ့အနေနဲ့တစ်ခုခုကြုံမယ်ဆိုရင်စစ်ကောင်စီကတော်လိုင်းတက်ဖွဲ့တွေကိုလွှဲချတာမျိုးတွေလည်းလှုပ်လာနိုင်ခြေရှိတယ်ပြီးတော့ဒါအကြမ်းဖက်လုပ်ရက်လုပ်တယ်ပြီးရင်အဖျက်မောက်လုပ်တယ်ဒီလိုမျိုးအဖွဲ့အစည်းဖြစ်တယ်ပြည်သူကိုဒုက္ခပေးတယ်ဆိုပြီးတော့ပုံဖော်မဲ့ပုံစံမျိုးတွေလည်းတွေ့မြင်နေရပြီဖြစ်ပါတယ်အဲ့တော့အာရှလန်ဖွင့်ပါတယ်ဆိုတော့အကွက်ကတော့ဒါစစ်ကောင်စီကဒါစီးနိုင်ငံရေးဒါကောင်းကောင်းကစားသွားတယ်ဆိုပြီးတော့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေကတော့ဂရုစိုက်ကြဖို့လိုပါလိမ့်မယ်ပေါ့နော်ပြီးတော့ဒါစစ်ကောင်စီကဘိုးဘန်ကနေပြီးတော့ဒါဘန်တွေအကုန်လုံးကိုအစည်းအဝေးခေါ်တယ်ပြီးရင်2000တန်ငွေဆက်ကူတွေဒါစတင်ဖြန့်ပေးဖို့ဆိုပြီးတော့ခေါ်ယူပြောဆိုတာတွေလုပ်တယ်ဆိုပြီးတော့လည်းသိရတယ်ဒါကလည်းဒါစုံစမ်းသိရှိရတဲ့ဟာပေါ့လေနော်ဧပြီလ1ရက်နေ့မှာဒါစစ်ကောင်းဆောင်တွေရဲ့အမိန့်နဲ့ပေါ့နော်ဒါဘူဘန်ကကြံတဲ့ဘန်တွေအားလုံးကိုအစည်းအဝေးခေါ်တယ်ပြီးရနဲ့ဒါဈေးကွက်အတွင်းကိုဒါကျန်2000တန်တွေစတင်ဖြန့်ဖြူးပေးဖို့အတွက်အမိန့်ပေးခဲ့တယ်ဆိုပြီးတော့သိရတယ်ဒါအပြင်အများပြည်သူအနေနဲ့ဘန်တွေမှာပတ်စံအဟောင်းတွေကိုလာရောက်လဲလှယ်တဲ့အခါမှာလည်းအခမဲ့လဲလှယ်ပေးရမှာဖြစ်ပြီးတော့လာလဲလှယ်တဲ့ပမာဏအလိုက်ပေါ့နော်ဒီကျန်2000တန်တွေကိုထည့်သွင်းပေးရမယ်ဆိုပြီးတော့ညွှန်ကြားလိုက်တဲ့အကြောင်းဘန်နဲ့နှီးဆက်တဲ့သူတွေစီကနေပြီးတော့ကျွန်တော်တို့စုံစမ်းသိရှိရပါတယ်အဲ့ဒါဘာလဲဆိုတော့ဒါ2000တန်တွေကိုဒီနေ့စပြီးတော့ဖြန့်ခိုင်းပါတယ်တဲ့ဘန်တွေအကုန်အစည်းအဝေးခေါ်ပြီးတော့ဒါမဖြစ်မနေဖြန့်ရမယ်ဆိုပြီးတော့အမိန့်ပေးထားတယ်ငွေလာလဲရင်လည်းဒါ2000တန်တွေကိုမဖြစ်မနေထည့်လဲပေးဖို့ဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဒီလိုမျိုးကျန်2000တန်တွေဖြန့်ဝေခိုင်းနေဆိုပေမဲ့ပေါ့နော်ဒါဈေးကွက်အတွင်းဒီ2000တန်တွေစတင်ရောက်ရှိတယ်ဆိုရင်ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေပေါ့နော်ဒါတွေဖြစ်ပွားလာမှာကိုဘာကြောင့်မလို့ဒီလိုမျိုးရိုက်နှိပ်တာလဲပေါ့နော်ထပ်ပြီးတော့ငွေကြေးဖောင်းပွားမှုတွေဖြစ်စေခြင်းလို့လားပေါ့နော်ငွေကြေးဖောင်းပွားမှုတွေကိုဒါထိမ့်သိမ့်နိုင်မှာမလားပေါ့နော်ပြီးရင်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်တွေအပေါ်နိုင်ငံတကာကပိတ်ဆို့အရေးယူမှုတွေလှုပ်လာတဲ့အကြောင်းမလို့အခုလိုမျိုးရိုက်နှက်ထုတ်ဝေတယ်ဆိုပြီးတော့လည်းပြောကြရရှိသလိုပေါ့နော်ပြည်သူတွေအနေနဲ့လည်းနောက်ဆက်တွဲအနေနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြက်ငွေတန်ဖိုးကျဆင်းမှုတွေဆိုးဝါးလာမှာကိုစိုးရိမ်ပူပန်နေကြတယ်ဆိုပြီးတော့လည်းပြောဆိုသုံးသပ်နေကြရရှိပါတယ်ဗျအဲ့တော့သတင်းတွေကတော့တောက်လျှောက်ဆိုသလိုပဲပေါ့နော်နေ့စဉ်နဲ့မျှထူးခြားနေတာတွေဖြစ်စဉ်တွေအများကြီးရှိပါတယ်အဲ့တော့တချို့သတင်းတွေကတော့အတီးပြုတ်လို့ရတယ်ရှိသလိုတချို့သတင်းတွေကြတော့လည်းအတီးပြုတ်လို့မရဘဲနဲ့ကျွန်တော်တို့လက်လန်းမီတော့လိုက်ပြီးတော့စုံစမ်းပေးရတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးထူးခြားဖြစ်စဉ်တွေအကြောင်းအရာတွေရှိလာပြီဆိုရင်လည်းအခုလိုမျိုးစက်တိုက်တင်ဆက်ပေးနေဦးမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ဗျ